အသားနဲ့ပတ်သက်ပြီးတော့ဝီနီးကျမ်းကမှာပြညတ်ထားတဲ့အသားကြီး10မျိုးအသားကြီးဆိုတာကြီးလို့အသားခေါ်တာမဟုတ်ဘူးကြီးတဲ့အသားလို့ပြောတာမဟုတ်ဘူးယဟန်တော်တွေမစားတိုက်ဘူးလို့မြတ်စွာဘုရားကဝီနီးထဲမှာပြညတ်ထားတာသူ့အကြောင်းနဲ့သူရှိတယ်မစားတိုက်တဲ့အသားအကပ္ပိယမန္တယဟန်တော်တွေနဲ့မဆက်ဘူးမအဆက်ဘူးမသိတော်ဘူးမစားတိုက်ဘူးလို့မြတ်စွာဘုရားဆုံးမဩဝါဒပေးထားတယ်အသား10မျိုးရှိတယ်အဲ့ဒီ10မျိုးကနံပါတ်1ကလူဖြစ်ပါလေရဲ့လူသားစားနေမယ်ဆိုရင်ကဲရှုပ်ချခါမှာလေပောရိတာရဇာလန်းတို့ဘာလို့ရှိတယ်မဟုတ်လားလူတယောက်ကနေလူသားစားတယ်ဆိုတော့ဒါဘလူးဖြစ်မှာပေါ့အဲ့ဒါကြောင့်မို့လို့လူသားဟာဇတ်တူသားဖြစ်တဲ့အတွက်ကြောင့်မစားတိုက်ဘူးဒါလည်းအကြောင်းရှိလို့မြတ်စွာဘုရားပြညတ်လိုက်တာဒီအဲ့ဒီတုန်းကအာဝဋ္ဌိပြည်မှာသိတ္တရာတရားကောင်းတဲ့အမျိုးသမီးကြောင့်ရှိသုပ္ပိယဆိုတဲ့အမျိုးသမီးအလုံးကိုတရားတရားကောင်းသုပ္ပိယတို့ဝိသခာတို့အမှန်တမ်းရင်းနှီးကြတယ်ဘုရားကျောင်းတော်သွားတရားနာသံဃာတွေသတင်းသုံးတဲ့ကျောင်းလေးတွေလှက်ပတ်ကြည့်အဲ့မှာနေမကောင်းထိုင်မသာရှိတဲ့ကိုတော်တွေ့ရင်မေးတယ်ရှင်ဗျာနေမကောင်းဘူးဆွမ်းပဏိရဲ့မစားရတော့ဘာဖုံးမေးခြင်းတော့ဒီလိုတွေမေးကြတယ်မေးတဲ့အခါမှာဟိုကိုတော်စွပ်ပြုတ်ကလေးတော့တောက်ချင်ပါတယ်လို့ပြောလိုက်တဲ့အခါအဲ့ဒီတုန်းကသုပ္ပိယဆိုတဲ့အမျိုးသမီးကတပည့်တော်စွပ်ပြုတ်လုပ်ပြီးပို့ပါမယ်လို့အာမခံသူအာမခံပြီးတော့အိမ်ပြန်သွားတဲ့နောက်တစ်ရက်မှာအသားမပေါ်ရတဲ့နေ့ဖြစ်သွားအသားကဘယ်မှဝယ်လို့မရတော့သူတို့လည်းဥပဒေရတရက်တလေအသားမပေါ်ရသားတတ်လိုင်စင်ချမပေးတဲ့နေ့ဆိုတာတော့မတတ်ရလို့အမိန့်ထုတ်ထားတဲ့နေ့ပေါ့အဲ့တော့မရတော့သူဘယ်လိုလုပ်တုံးဆိုလို့ရှိရင်ဘာသာမှလည်းဝယ်လို့မရဘူးအိမ်မှာလည်းပဲခုခေတ်လို့အသားဆိုတာရေခဲတစ်တာတို့ဘာလို့ရှိတာမဟုတ်တော့ရေခဲတစ်တာတဲ့သိမ့်ထားလို့လည်းဖြစ်တာမှမဟုတ်ပဲကိုအဲ့တော့ဒီအသားဆိုတာချက်ချင်းလက်ဆက်ဆက်ချက်ပြုတ်မှရတာအဲ့တော့ဈေးတော်ဝယ်တဲ့အခါအသားမရတော့သူကြံရမရဘူးဒါလည်းအာမခံခဲ့တယ်အဲ့တော့ဒုက္ခပဲမနဲ့တော့သားဆွပြုတ်တော့ပို့ရမှာပဲဆိုနေနောက်ဆုံးမှာအိမ်ထဲကဓာတ်ထက်ကိုယူပြီးတော့သူ့ပေါင်သားသူလှီးပြီးတော့စွပ်ပြုတ်ခိုင်းလိုက်တယ်ပြုတ်ခိုင်းပြီးတော့ကြောင်းပို့ပေးလိုက်သူကတော့ပေါင်သားကြီးကိုလှီးခံလေရတော့အဲ့ရတယ်မှလဲသွားပြီပေါ့နော်အဲ့ဒီကိုတော့သွားပြီးတော့ပို့တယ်သူကတော့သူ့ပေါင်ကိုစီးထားတယ်သွေးတွေထွက်တော့အဲ့ဒါကိုသိတော့မြတ်စွာဘုရားကအိမ်ကြွသွားတော့ဘုရားကိုထွက်ပြီးတော့ရှင်မခိုးနိုင်ဘူးအောင်ကဒဏ်ရာကြီးနဲ့ရှင်မခိုးနိုင်တော့မြတ်စွာဘုရားကသုပ္ပိယပဲသွားလဲလို့ဆိုသူ့အမျိုးသားလျှောက်တယ်အဲ့ရထဲမှာဘုရားတဲ့မထနိုင်လို့ဆိုမြတ်စွာဘုရားခေါ်လိုက်တယ်ငါစီလာခဲ့လို့ဆိုဘုရားခေါ်လိုက်လို့ဆိုတာနဲ့ပဲသူ့ပေါင်ကဒဏ်ရာဟာပျောက်သွားတယ်တက်တာသွားတယ်ခင်ဗျတခါတည်းဘုရားရှိရောက်တဲ့အခါသူအောင်းသွားတယ်အဲ့ဒီမှာဒီပေါင်သားကိုသူ့ယောက်ျားလျှောက်တယ်သူ့မျိုးသမီးဒီသုပ္ပိယဟာအမှန်တမ်းတရားကောင်းတယ်ဗျာတဲ့သူ့ပေါင်သားသူလှီးပြီးတော့တောင်မှသံဃာကိုစွပ်ပြုတ်လုပ်ပြီးတော့ကတ်လှူတယ်တဲ့အမှန်တမ်းတရားကောင်းတယ်တခြားသူမလှူနိုင်တဲ့ပစ္စည်းဆိုတာတခုမှမရှိဘူးဗျာလို့ဘုရားရှိမှချီးမွမ်းပြီးလျှောက်တယ်အဲ့ဒီမှာမြတ်စွာဘုရားကဒီပေါင်သားလှီးလှူတယ်ဆိုတာသိသွားပြီကြောင်းရောက်တဲ့အခါဒီသတင်းကိုမေးတယ်ဘယ်ကိုတော့လဲဆိုတာမေးမြန်းဆုံးတာသံဃာတွေအားလုံးကိုဒီနေ့ကနေစပြီးအသားဆိုရင်ဘာသာလဲလို့မေးရမယ်လူသားဆိုရင်မစားသင့်ဘူးဆိုပြီးတော့ဥပဒေဖြစ်ညတ်တယ်နော်သိက္ခာပုဒ်တစ်ခုထုတ်လိုက်ဒါနောက်ကြတော့မထုတ်ဘူးဆိုရင်ပြဿနာဆိုတာတက်လာနိုင်တယ်လူသားစားတယ်ဆိုပြီးတော့ပြဿနာတက်လာဒါကြောင့်မို့လို့လူသားဆိုတာမစားကောင်းဘူးမစားသင့်ဘူးဇတ်တူသားဖြစ်တဲ့အဲ့ဒီကစပြီးတော့မအပ်တဲ့အသားကြီး10မျိုးလို့ပြောတဲ့ထဲမှာလူသားကနံပါတ်1ပါနောက်ထပ်မအပ်တဲ့အသားတွေကဘာလို့ဆိုဆင်သားတို့မြင်းသားတို့ဘာဖြစ်လို့ဆင်သားမြင်းသားကမအပ်မစားကောင်းတာတော့လို့ဆိုဟိုခေတ်ကဆင်နေမြင်းနေဆိုတာကဘယင်ကစစ်ရေးစစ်ရာအတွက်အသုံးချဆင်မြင်းကိုအသုံးချအဲ့တော့ဆင်မြင်းဆိုလို့ချင်းဘယင်အတွက်မှာအရေးကြီးတဲ့သတ္တဝါဖြစ်နေအဲ့ဒီကောင်တွေကိုတတ်တာဖြတ်တာကိုဘယင်ကသဘောမကျတော့တချို့ကလည်းဆင်တို့မြင်းတို့ကိုတတ်ပြီးတော့အသာချက်စားတာမျိုးတွေပါလေလုပ်တယ်လုပ်တော့ယဟန်တွေကိုလည်းလှူတယ်အဲ့ဒီမှာဘယင်တွေကဒီမြင်းတတ်တဲ့လူတွေဆင်တတ်တဲ့လူတွေဆိုဖမ်းတယ်ပြစ်ဒဏ်ကြီးကြီးပေးတယ်
အဲ့တော့အသားစားတဲ့ပုဂ္ဂိုလ်တွေလည်းပဲဒါအပြစ်ဒဏ်ပေးတယ်အဲ့ဒါလို့မင်းပြစ်မင်းတန်နေဖြစ်နိုင်တာမို့မြတ်စွာဘုရားကဆင်သားမြင်လာလည်းမစားရဘူးလို့ဆိုပြီးတော့ပြညတ်လိုက်တာဟုတ်သူ့အကြောင်းလေးနဲ့သူပဲနောက်တစ်ခါခွေးသားဆိုတာတော့အလွန်ဆက်ဆုပ်เสียကောင်းတဲ့အောက်တန်းကျတဲ့အိန္ဒိယနိုင်ငံမှာအန်တချေဘောလို့မထိရမကန်ရအလွန်အောက်တန်းကျတဲ့ဇန်နေနေစားတဲ့အစာဖြစ်ခွေးသားစားတဲ့လူဆိုရင်လူတွေကအပေါင်းအသင်းမလုပ်ကြတဲ့လူမျိုးတွေမှစားတာဟုတ်အဲ့တော့ယဟန်တန်ဃာတွေဟာအများနဲ့ဝင်ဆမ်းမှုရအတွက်အမတန်မှနှိမ့်ကြတဲ့အစာမစားလိုက်ဘူးဟောလူတကာအထင်သေးတာမျိုးမလုပ်သင့်ဘူးဆိုပြီးတော့ဆက်ဆုပ်ရွံရှာပွဲကောင်းသောကြောင့်ခွေးသားကိုတော့မစားတတ်ဘူးလို့မြတ်စွာဘုရားပြညတ်တယ်ဟောနောက်တစ်ခုကျတော့ဘာလို့ဆိုရင်မွေသားတဲ့မွေသားကိုဘာလို့မစားရတာတော့ဆိုမွေသားစားထားတဲ့ပုဂ္ဂိုလ်ဟာမွေရဲ့အနံ့ကအသားစားထားလို့ရှိရင်အနံ့ဆိုတာဆွဲအဲ့ဒီအနံ့ကိုမွေတွေကသိတော့တောထဲမှာတရားထုတ်မွေသားကိုတကားတွေကကတ်လိုက်လို့စားပြီးတော့တောထဲမှာတော့တရားထိုင်ရင်တော့မွေကဒုက္ခပေးမှသိချတယ်ပေါ့ဒါကြောင့်မို့လို့မွေသားလည်းမစားနဲ့အန္တရာယ်ရှိတယ်ပေါ့နောက်တစ်ခါကျတော့ချင်းသေးသားတို့ကြားသားတို့နော်ဝန်သားတို့အောင်သားတို့နော်အဲ့ဒါတွေလည်းပဲမစားတဲ့ဘူးတဲ့ဘာဖြစ်လို့တော့ဆိုလို့ရှိရင်ညာနေကအဲ့ဒီကောင်တွေရဲ့အသားကိုစားပြီးတဲ့အခါတောထဲမှာနေပြီဆိုလို့ရှိရင်ချင်းသေးကလည်းချင်းသေးသားအနှံ့ရရင်သူကလည်းလိုက်ကြားလည်းကြားသားအနှံ့ရကျက်သစ်ကလည်းကျက်သစ်နှံ့ရဝန်ကလည်းဝန်အနှံ့ရဆိုတာဒီကောင်တွေကဒုက္ခပေးတတ်တယ်ပေါ့အဲ့ဒါကြောင့်မို့လို့ဒီသားတွေမစားဘူးလို့ဆိုအဲ့ဒီအသား10မျိုးဝိနည်းကျမ်းထဲမှာပြညတ်တာဒါမအပ်တဲ့အသား10မျိုးလို့ယဟန်တန်ဃာတွေအတွက်ပြညတ်ထားတာရှိတယ်ပေါ့ဒါကြောင့်မို့ယဟန်တန်ဃာတွေဟာအသားမတင်ကြလို့ရှိရင်ဘာသားလဲလို့မေးပြီးတော့မှတန်တရားခင်းမှစားကြရတယ်တရားချစ်ခင်သူတို့စဉ်ပေါင်းတို့များယခုနာကြားခဲ့ရတာတော့တာကျုပ်ဆရာတော်ဘုရားကြီးရဲ့အသားကြီး10မျိုးနဲ့ပတ်သက်တဲ့တရားတော်ကိုနာကြားခဲ့ရတာဖြစ်ပါတယ်နောက်ထပ်လည်းဘဝတုဒ္ဒဖြစ်ပွဲယခုလိုတရားအသိပညာဘဝတုဒ္ဒအတူလေးများကိုတင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက် channel ကို like and subscribe နှိပ်ထားပြီးအပြည့်ရှိတဲ့အာဟုတုတရားများကိုရှောင်ရှားနိုင်ကကုသိုလ်တရားများကိုတိုးပွားလှုပ်ဆောင်နိုင်ပါစေကြောင်းဆုတောင်းမေတ္တာပို့သအပ်ပါတယ်အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ